မျိုးသားတယောက်သည်စတိုးဆိုင်တစ်ခုတွင်ခောက်ဆွဲ6ပြုတ်စားနေစဉ်သူ့ဘေးနားတွင်ထိုင်နေသောအမျိုးသမီးတဦးကိုတတိထားမိလိုက်သည်သူမသည်ခောက်ဆွဲပကံကိုမောချနေချိန်သူမိအလှဖော်ထားသောလက်သေးများကိုမြင်လိုက်ရာအမျိုးသားသည်သူသဘောကျနေသောအမှုပညာရှင်နှင့်တူနေတာကိုတွေ့လိုက်ရသည်သူသည်တေချာပြန်ကြည့်လိုက်ရာခောက်ဆွဲစားနေသောမိန်းကလေးသည်သူသဘောကျနေသောအဆိုတော်ဂျနီဖာဖြစ်နေတာကိုသိလိုက်ရသည်ထိုအခါအမျိုးသားသည်အလွန်အံ့ဩပျော်ရွှင်သွားသည်ထို့နောက်သူမသည်သူ့အားလက်ကြည့်လိုက်ရာသူ၏ရင်ခုန်တန်တွေမြင်လာခဲ့သည်ဂျနီဖာကသူ့ကိုတိတ်တိတ်လေးနေရန်အချက်ပြလိုက်သည်သူလည်းနားလေကြောင်းခေါင်းညှိပြလိုက်သည်ထို့နောက်ဂျနီဖာကမစားရသေးသောကြက်ဥတစ်လုံးကိုသူ့ကိုလမ်းပေးသည်သူသည်မယုံနိုင်စွာဖြင့်သူ့ကိုပေးတာလားလို့အချက်ပြလိုက်သည်ဂျနီဖာရဲ့အတည်ပြုချက်ရရှိတော့မှသူသည်ကြားအဥကိုလက်ခံယူရန်ရှက်ရှက်နဲ့လမ်းယူလိုက်သည်အမျိုးသားသည်ဂျနီဖာထွက်ခွာသွားသည်ကိုကြည့်ပြီးနောက်သူ၏လက်ထဲရှိကြက်ဥကိုကြည့်နေခဲ့ပြီးဂျနီဖာကိုအမြဲအားပေးမယ်လို့တွေးလိုက်သည်မကြာမီတွင်ဂျနီဖာသည်လက်မှတ်ရေးထိုးပွဲသို့ရောက်ရှိလာခဲ့ပြီးသူမကပရိသတ်များကိုနှုတ်ဆက်လိုက်သည်ဒါပေမဲ့သူမမျက်နှာကတခုခုစိတ်ညစ်စရာရှိတယ်ဆိုတာသူခံစားမိသည်သူ၏အမှုပညာရှင်နှင့်နီးနီးကပ်ကပ်တွေ့ဆုံရသောအခါသူသည်စိတ်လှုပ်ရှားစွာဖြင့်ဂျနီဖာအားထိုအကြောင်းမေးမြန်းလိုက်သည်အမျိုးသားသည်သူ၏အင်ဂျီထဲမှကြက်မြစ်ကိုထုတ်ပြီးပြလိုက်တော်လဲဂျနီဖာကလုံးဝမေ့နေခဲ့ပါပြီသူမကကြက်ဥကိုလက်ဆောင်ပေးရထင်ပြီးလက်လန်းလိုက်သည်ထိုအခါအမျိုးသားကစိတ်မကောင်းဖြစ်သွားပြီးကြက်ဥကိုပြန်သိမ်းလိုက်သည်ပွဲစတော့မီချိန်တွင်အမျိုးသားသည်သူမမျက်နှာမကောင်းတာတိကြောင်စိုးရိမ်ပူပန်မှုကိုမဖုံးကွယ်နိုင်ဘဲဖော်ပြလိုက်သည်အနာအံ့အားသင့်သွားသည်သူမသည်အများအရှိမှသူမရဲ့စိတ်ခံစားမှုကိုဖုံးကွယ်ထားပါလျက်ဒီလူကဘလို့ကြောင့်တည်နေတာလဲလုံခြုံရေးများကသူ့ကိုပွဲအပြင်သို့ခေါ်ထုတ်သွားတော်လဲပျော်ပျော်ရွှင်ရွှင်နေဖို့ခွန်အားပေးလိုက်တယ်နောက်ရက်ဂျနီဖာဈေးဝယ်ထွက်လာသောအခါလမ်းပေါ်ရှိပရိသတ်များကသူမကိုတတိထားမိသွားကြတယ်သူတို့ကဂျနီဖာကိုဝိုင်းအောင်လာပြီးဓာတ်ပုံတွဲရိုက်ကြတော့သည်ထိုအချိန်အမျိုးသားရောက်လာပြီးဂျနီဖာ၏ရေးစားအဖြစ်ဟန်ဆောင်ကာပရိသတ်များကိုရှင်းလင်းပေးလိုက်သည်